Welcome from Daily Dhamma Talk. ကုသိုလ်ကမ္မပဋ္ဌာန်းတရားလို့ခေါ်တယ်လူတွေလိုက်နိုင်ရမယ်အကျင့်တရား10ပါးလူဖြစ်လာပြီဆိုလို့ရှိရင်လူသားတရားတွေဟာသူများအသက်မတတ်ရဘူးသူများဥစ္စာမခိုးရဘူးသူတော်ဘာသားမရမပြစ်မှားရဘူးကာယကံအကျိုးစီးပွားသူများတွေပြတ်တော့အောင်လိမ်ပြီးတော့မပြောရဘူးတစ်ဖက်သားတဦးနဲ့တူမိတ်ဆွေတွေကွဲပြဲတော့အောင်မပြောရဘူးလူတယောက်ကိုချမ်းတမ်းရိုင်းပြစွာမဆဲရဘူးခုခေတ်ဆိုဆဲရတွေတော်များတယ်နော်ဆဲရတွေတော်များတယ်မဆဲရဘူးအကျိုးမရှိတဲ့စကားတွေနဲ့အချိန်မဖြုံးရဘူးအကျိုးရှိတဲ့စကားတွေအချိန်ပြောရမယ်သူတော်ဘာပစ္စည်းကိုမတရားလို့ခြင်းနဲ့လောဘမရှိစေရဘူးတစ်ဖက်သားကိုပျက်စီးစေလိုတဲ့မုန်းတီးတဲ့ဒေါသမရှိစေရဘူးကံကံဤကျိုးကိုညင်းပယ်တဲ့ကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့ကံတရားရဲ့အကျိုးရှိတယ်ဆိုတဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့အမြင်ရှိဖို့လိုအပ်တယ်အလုံးပေါင်းလိုက်ရင်10ချက်ခေါ်တယ်ဒါကကုသလကမ္မပဋ္ဌာန်းတရား10ပါးလို့ပြောတာနော်အဲ့ဒါအရေးကြီးတယ်လူဖြစ်လာပြီဆိုရင်ကုသကမ္မပဋ္ဌာန်းတရား10ပါးနဲ့လိုက်တာဓမ္မဆိုဓမ္မောဟဝေရခတိဓမ္မစာရီကောင်းတဲ့လူတယောက်ရဲ့ကောင်းကျိုးချမ်းသာရဖို့အတွက်ဒီဓမ္မတွေကအကျိုးပြုသွားမှာစားတဲ့အစာအာဟာရတွေလူကျမ်းမာဖို့အတွက်အကျိုးပြုတယ်လို့ပဲကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်ပေါ်တဲ့တရားတွေဆိုပါစို့သူများအသက်မတတ်ဘူးရှောင်တယ်နော်သူများဥစ္စာမခိုးဘူးရှောင်တယ်သူတော်ဘာသားမယားမပြစ်မှားဘူးရှောင်တယ်အဲ့ဒီရှောင်ကျင်မှုကုသိုလ်တရားတွေဟာကိုယ်ဟာအလားတူကိုယ်တတ်မဲ့လူမရှိဘူးနော်ကိုယ်ပစ္စည်းကိုမတရားလာယူတယ်လူမရှိဘူးခုံသိက္ခာကျဆင်းတဲ့အလုပ်တွေကိုယ်မှမဖြစ်ဘူးဩဒီလိုအကျိုးတွေဖြစ်လာနှုတ်နဲ့ပတ်သက်တဲ့လိမ်ပြောခြင်းဂုံးတိုက်ခြင်းဆဲရည်တိုင်းထွာခြင်းမမှန်မကန်နေအကျိုးမဲ့တဲ့စကားတွေကိုပြောဆိုခြင်းတွေမရှောင်ရှားမယ်ဆိုရင်လူတယောက်ဟာမနာပဲပြောတယ်တူနဲ့တူညီညွတ်အောင်ပဲပြောတယ်ရှင်ကျေးလိမ္မာစွာသာပြောတယ်အကျိုးမဲ့တဲ့စကားတွေကိုမပြောဘူးဆိုလို့ရှိရင်ဘဝမှာနာမချမ်းသာတဲ့အလုပ်တွေကိုယ်မှတစ်ခုမှဖြစ်သူတစ်ပါးပစ္စည်းကိုမတရားလို့ခြင်းနဲ့လောဘမဖြစ်ဘူးလူကုန်သိက္ခာတက်တစ်ဖက်သားပြက်လူပစ္စည်းလှုပ်တာမျိုးချင်းထဲတာကစကြောက်တွန်းတာအထိနော်ခုခေတ်ကချင်းရောကြောက်ရောနှစ်ခုစလုံးရှိတယ်ပေါ့ချင်းနဲ့ထဲတယ်ကြောက်ထဲလဲချာအဲ့ဒါမျိုးတွေမရှိဘူးဆိုလို့ရှိရင်လူကုန်သိက္ခာပြေးသွားတယ်နောက်ဆုံးကတော့ကိုကောင်းတာလို့ရင်ကောင်းတဲ့အကျိုးမကောင်းတာလို့ရင်မကောင်းတဲ့အကျိုးဆိုလိုတာကကိုယ်စိတ်ထဲမှာကောင်းတဲ့ပုံရိပ်တွေဖြစ်ရင်ဒီပုံရိပ်ကပဲကိုယ်ပုံဖော်မှာပဲဖြစ်တယ်ပေါ့မကောင်းတဲ့ပုံရိပ်တွေဖြစ်ရင်ဒီမကောင်းတဲ့ပုံရိပ်ကကိုယ်ပုံဖော်မှာပဲဖြစ်တယ် CCTV ထဲမှာကိုယ်ပါလှုပ်တယ်လေအဲ့ပုံရိပ်ကပေါ်တာပဲလေအဲ့ဒါလိုပဲကိုယ်စိတ်ထဲမှာဖြစ်ပေါ်လာရင်ကောင်းတဲ့အတွေးတွေဆိုရင်ကောင်းတဲ့ပုံရိပ်တွေပေါ်မယ်မကောင်းတဲ့စိတ်နေသဘောထားတွေဆိုရင်မကောင်းတဲ့ပုံရိပ်တွေပေါ်နေမှာပေါ်နေရင်ဒီကောင်းမကောင်းဟာကိုယ်နဲ့မပတ်သက်ဘူးမဟုတ်ဘူးတနေ့ကျတော့ဒီပုံရိပ်တွေကပေါ်လာမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ကောင်းတာလုံးမှာကောင်းရိပ်ပေါ်မယ်မကောင်းတာလို့ရင်မကောင်းတဲ့ပုံရိပ်တွေပေါ်လိမ့်မယ်ဆိုတဲ့သိမြင်တဲ့အသိပညာကိုတမ္မဒိဋ္ဌိလို့ခေါ်တယ်ကမ္မတက္ကတာတမ္မဒိဋ္ဌိကံသာလင်ကိုယ်နဲ့သက်ဆိုင်တယ်ဆိုတာကိုလက်ခံအဲ့ဒီ10မျိုးကိုဓမ္မကုသလကမ္မပဋ္ဌာန်းတရား10ပါးဓမ္မလို့ခေါ်တယ်။အဲ့ဒါရဲ့ဆန့်ကျင်ဘက်ကိုအဓမ္မလို့ခေါ်တယ်။နော်
အဲ့တော့လောကမှာလူဖြစ်လာလို့ရှိရင်ဓမ္မတိုင်းသွားဖို့လိုအပ်တယ်ဒီဆက်ချက်ကိုလိုက်နာဖို့လိုအပ်တယ်အာဓမ္မလုပ်ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝဟာဆိုးကျိုးတွေနဲ့လာနိုင်တယ်ပေါ့နောက်ဆုံး10နံပါတ်အချက်ကြတော့ဘာလို့ဆိုရင်သေသည်ချမဲ့နိုင်ကောင်းရသူဒီဘုံလူတွေမှာဆုတောင်းကြတယ်မို့လားဘဝကူးကောင်းပါစေနဲ့ဆုတောင်းကြဘဝကူးကောင်းပါစေဆိုဘာဆုတောင်းတာတော့ဆိုလူဘဝပြန်ရောက်ရင်လည်းဘဝကူးကောင်းတယ်လို့ခေါ်ရမယ်နတ်ဖြစ်တယ်ဆိုရင်လည်းဘဝကူးကောင်းတယ်လို့ဆိုရမှာနော်အဲ့ဒီလိုဒီဘဝအဆုံးသတ်သွားလို့ရှိရင်လည်းနောက်ဆုံးမျှော်လင့်ချက်ကတော့ဘာလို့ဆိုဘဝကူးကောင်းပါစေပဲဆုတောင်းပေးကြအဲ့ဒီဘဝကူးကောင်းခြင်းနောက်ဆုံးမှလူတွေရဲ့နောက်ဆုံးမျှော်လင့်ချက်ကဒါပဲလေသေသည်ချမ်းပဲနဲ့ကောင်းရပုံရောက်ပါစေပေါ့ရောက်ဖို့အတွက်ဒါလူတွေလိုအပ်တဲ့ချက်ပဲဟောလားလူတိုင်းဟာဒီ10မျိုးလိုချင်နေကြတယ်အဲ့ဒီ10မျိုးဟာဆူတောင်းရုံတသက်နဲ့ရနိုင်လားဆိုမရနိုင်ဘူးဒါကြောင့်လိုချင်တာရရှိဖို့အတွက်ဘာလုပ်ရမလဲအဲ့ဒီလိုချင်တာတွေကိုရရှိဖို့ရအတွက်ရစေနိုင်တဲ့အကြောင်းတရားကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ဆိုလိုတယ်ငွေလိုချင်ငွေရတဲ့နိလန်းရှားတာပဲမဟုတ်လားကျိုးရိုးတွေ့မယ်ဆိုရင်အစာအာဟာရစားခြင်းစားလို့ရတာကိုရှာကြရတာပဲလေအဲ့တော့မြတ်စွာဘုရားကအခုလိုချင်စရာကောင်းတဲ့အချက်တွေနဲ့ပတ်သက်ပြီးတစ်ခုချင်းရှင်းပြသွားတယ်အဲ့ဒါကိုမှတ်သားဖို့လိုတယ်ပေါ့နော်နံပါတ်1အသုံးဆောင်ပစ္စည်းစီးပွားဥစ္စာငွေကြေးတနဒါတွေကိုရချင်တယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဥဋ္ဌာဏအနာလတယံမင်းမပြေးနဲ့တဲ့ကြိုးစားပြီးရှာဒါရခြင်းအကြောင်းပဲเนาะမပြင်းနဲ့ကြိုးစားပြီးအထောက်ပစ္စည်းဥစ္စာတွေတိုးတက်ခြင်းနဲ့အိမ်ကောင်းကောင်းနေခြင်းနဲ့ရင်ကောင်းကောင်းစီးခြင်းနဲ့အလုပ်ကြိုးစားရင်ရလာမှာပဲဒီလိုဆိုလို့ဥဋ္ဌာဏသူများတဲ့ကြိုးစားတယ်နော်သူများတဲ့ကြိုးစားအနာလတယမပြင်းဘူးပြင်းနေဆိုတဲ့လူကဘာတော့ဆိုရင်မနဲ့အိယာထားရင်လည်းစောစောမထားဘူးပြင်းနေရှာတိဝုရုအေးလို့ရှင်လည်းအေးလို့ဆိုအလုံးမသွားခြင်းပူရင်လည်းပူလို့ဆိုပြီးအလုံးမသွားဘူးထမင်းစားရင်လည်းထမင်းစားလို့ဆိုပြီးတော့အလုံးမသွားဘူးဒါဖြင့်ထမင်းကျွေးလိုက်လို့ဝါသွားရင်လည်းဘိုက်လေးသေးလို့ဆိုပြီးတော့အလုံးမသွားသူ့မှာစင်ကြီးတွေနဲ့ကြည့်ပဲစောလွန်သေးတယ်မိုးချုပ်သွားပြီထမင်းမစားရသေးလို့ထမင်းစားလို့ဘိုက်လေးသွားပြီအိတ်ချင်သေးတယ်ဆိုတော့အဲ့ဒီလိုအကြောင်းပြနေနဲ့လုပ်ငန်းတစ်ခုပြည့်စည်အောင်မလုပ်တဲ့ပုဂ္ဂိုလ်မျိုးဟာစီးပွားဥစ္စာမရနိုင်ဘူးမြတ်စွာဘုရားဟောတယ်ဒီထဲမှာဘေးရင်ဆရာသွားမေးပြီးတော့စီးပွားဥစ္စာရှာမယ်ဘယ်ရောက်ပန်သွားရမယ်ဘယ်လိုအစင်းရောင်ဝတ်သွားမယ်ဆိုတာဒီတော့မပါဘူးเนาะဒီထဲမှာမပါဘူးမြတ်စွာဘုရားကဗာပြောဥဋ္ဌာဏအနာလတယံမပြင်းမီကြိုးစားအထောက်မှုသည်စီးပွားဥစ္စာတိုးတက်ခြင်းအကြောင်းဖြစ်သည်ဒါကြောင့်မို့လိုချင်တာရဖို့အတွက်အကြောင်းတရားဟာဒါပဲဒါဆိုရတယ်နောက်တစ်ခုကလှခြင်းတယ်လှခြင်းဘာလို့ရမလဲဆိုမန္တနာဝိဘုတနာတဲ့လှအောင်ပြင်တတ်ရမယ်ခုနလောက်ထိအောင်လှုပ်ရှားတော့မလိုပါဘူးအဝတ်စားလှလှလေးဝတ်စတိုင်ကြကြခေါင်းဖီးနော်ကိုယ်နဲ့လိုက်ဖက်မဲ့အရာတွေနဲ့လှုပ်လှအောင်လို့လှအောင်နေထထိုင်တတ်ဖို့လိုအပ်တယ်ပေါ့အဲ့တော့တချို့ကဖြစ်သလိုနေတာရှိတယ်မြန်မာနိုင်ငံကိုအင်္ဂလိပ်တွေဗြိတိရှတွေလာပြီးတော့အုပ်စိုးတဲ့အချိန်မှာတခါကြီးတယောက်ကပြောဘူးတယ်ဒီအင်္ဂလိပ်လူမျိုးတွေဟာသူတို့နိုင်ငံမှာ
တော်ရောဝတ်တော်ရောစားတဲ့ကောင်လေးတွေရှိတယ်နေကြတယ်သို့တော့ဗမာပြည်လာတဲ့လူတွေကြတော့ဗမာတွေအထင်ကြီးအောင်လို့ဆိုပြီးတော့စပင်လေးကိုပြိနေအောင်ဖီးတယ်နော်တိုက်တိုင်းနဲ့အဝတ်နဲ့ဘိုးချင်းနဲ့စတိုင်ကြနေပြတယ်အထင်ကြီးအောင်လုပ်တာဒါကြောင့်မို့အဲ့ဒါလည်းလိုအပ်တာပဲရုံသွားပြီးရုံတက်ပြီးဆိုရင်စတိုင်ကြတက်ဖို့လိုတယ်နှုတ်ဆိုရင် boss ကတောင်းရောဝတ်လာတဲ့ဆိုရင်ရုံကလူတွေလေးစားမှာမဟုတ်နော်အဲ့ကြောင့်မို့ဘာပဲဖြစ်ဖြစ် तू ကမန္တနာဝိပုဒနာပြင်းပြင်းစင်စင်အလှပြင်ပြီးတော့နေထိုင်ရမယ်အဲ့ဒါဟာအစင်းလှခြင်းရဲ့အကြောင်းပဲအိမ်မှာလဲတတရဲ့ပြင်ဆင်နေနေတယ်စားတဲ့နေရာမှာလည်းပဲတတရဲ့တန်တန်ရှင်းရှင်းနေတယ်ပြင်းပြင်းစင်စင်ရှိတယ်ကိုနေတဲ့ဝင်းချံလည်းပဲအမိုက်တဲ့တွေရှုပ်ထွေးမနေပဲနဲ့သစ်ပင်လေးတွေပန်းအိုးလေးတွေနဲ့လှလှပပနေတယ်ဒါမန္တနာဝိပုဒနာဒါလည်းဂုဏ်သိက္ခာတစ်ခုပဲเนาะဒီတိုင်းနေပြီးတော့လှကျင်လို့မရဘူးပြင်မိုးစမှုလိုအပ်တယ်နောက်ကျမ်းမာခြင်းဘာလို့ရမလို့ဆိုမြတ်စွာဘုရားတပ္ပယကရိယာတခွန်းနဲ့ပဲဟောထားတာတပ္ပယကရိယာကျမ်းမာရေးအတွက်အထောက်အကူပြုအောင်နေတတ်စားတတ်ရမယ်လို့သူဆိုလို့တပ္ပယကရိယာအကျိုးဖြစ်ထွန်းအောင်ပြုတတ်ရမယ်အဲ့တော့ယောဂကင်းပြီးတော့ဒီကျမ်းမာခြင်းနဲ့ဆိုလို့ရှိရင်ယောဂဖြစ်မဲ့အစားအစာမစားနဲ့ရှောင်ယောဂဖြစ်တဲ့အနေအထားမျိုးနဲ့မနေနဲ့ကိုကျမ်းမာရေးကိစ္စရမယ်တပ္ပယကရိယာဆိုတဲ့စကားလုံးကကိုနဲ့အစဉ်ပြေမဲ့အနေထိုင်အစားအသောက်ဒါဟာအရေးကြီးတယ်အဲ့လိုနေမှယောဂဝေဒနာတွေကင်းမယ်ဟောတာသူ့အကြောင်းတရားပဲเนาะတပ္ပယကရိယာအာရောချတအာဟာရောတပ္ပယကရိယာကိုနဲ့သင်လျော်အောင်ပြုမှုနေထိုင်စားတော့ခြင်းဟာအာရောချတအာဟာရောကျမ်းမာခြင်းရဲ့အကြောင်းတရားပဲကျမ်းမာခြင်းဒီလိုနေရမယ်လူကတော့ကျမ်းမာခြင်းနဲ့စားကျင်တာတွေစားနေကျင်တာနေအဲ့ဒါလို့ဆိုရင်တော့ကျမ်းမာမှုရမှာမဟုတ်ဘူးလို့တို့ဆိုနောက်တစ်ခုနံပါတ်၄ကလျာဏမိတ်တတာသီလနာအာဟာရောတဲ့ကိုချင်းတရားကောင်းမှုဆိုတဲ့အခါကျတော့မိကောင်းဆွေကောင်းလိုအပ်သေးတယ်တဲ့မိကောင်းဆွေကောင်းဘာကြောင့်ဒီလိုပြောတာတော့ဆိုလူဆိုတာတဏှာနာနီတဏှာမုတ်ဆိုးနာနီမုတ်ဆိုးဆိုတော့နော်ကိုပတ်ဝန်းကျင်နောက်မှာကိုချင်းတရားဟာပါသွားတယ်အေးမုတ်ဆိုးနာနီရင်မုတ်ဆိုးဖြစ်သွားတယ်တဏှာနာနီရင်တဏှာဒါဗမာစကားမှာပတ်ဝန်းကျင်မှာကိုမိတ်ဆွေတဲ့တောက်တစားရတဲ့လူနဲ့ပေါင်းရင်ကိုလည်းမကြခင်တောက်တစားတတ်သွားကိုချင်းသီလပြတ်သွားအေးတရားနာတဲ့ဥပုသ်ဆောင်တဲ့ဘာသာတရားလေးစားတယ်ဆိုတဲ့ပုဂ္ဂိုလ်နဲ့နေရင်ကိုလည်းဘာသာတရားလေးစားတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်ဒါကြောင့်မို့ကလျာဏမိတ်တတာမိတ်ကောင်းဆွေကောင်းရှိမှုဟာကိုချင်းသီလအတွက်အကြောင်းတရားဖြစ်ပါတယ်မိတ်ကောင်းဆွေကောင်းရှိမှကိုချင်းသီလနဲ့ပြည့်စုံတာဖြစ်တယ်နောက်တစ်ခုအိန္ဒြိယတံဝရောဗြဟ္မစရိယတအာဟာရောဗြဟ္မစရိယလို့ဆိုတဲ့မြင့်မြတ်တဲ့နေထိုင်မှုဒီနေရာမှာလူအလုံးနဲ့သက်ဆိုင်တယ်ဆိုဗြဟ္မစရိယဆိုတာကိုအိမ်တောင်ဘက်ကလွဲလို့တခြားပုဂ္ဂိုလ်နဲ့မပြစ်မှားဘူးအမျိုးသားပဲဖြစ်စေအမျိုးသမီးပဲဖြစ်စေကိုအိမ်တောင်ဘက်ကလွဲလို့တခြားပုဂ္ဂိုလ်နဲ့မပြစ်မှားတဲ့အနေအထားမျိုးကိုမြင့်မြတ်တဲ့နေထိုင်မှုလို့ခေါ်တယ်အဲ့ဒီမြင့်မြတ်တဲ့နေထိုင်မှုရရှိဖို့အကြောင်းကတော့ဘာလို့ဆိုအိန္ဒြိယတံဝရောတဲ့ကိုယ့်ရဲ့မျက်စိနာနာလျှာကာယမနဆိုတာကိုထိန်းချုပ်ဖို့လိုအပ်တယ်
သီလနဲ့စောင့်ထိန်မှုထိန်းချုပ်ဖို့တတိနဲ့ထိန်းချုပ်ဖို့လိုအပ်တယ်တတိနဲ့ထိန်းချုပ်ဖို့